ထားပြီးတော့ဂုံယူရပြန်ပြီဗျာထားပြီးတော့အားပေးရပြန်အောင်မယ်ကျွန်တော်တို့အိုးကိုစားပြုဖြစ်တယ်မြမိုခါအတင်းတော့ကမ္ဘောဇာအလုတ်ကန်ဘလုံးပြန်ပွဲမှာဘလူးပွဲရောက်တော့ပါပြီဗျာ16ရက်3လ2026မှာMOD FC အတင်းနဲ့ဘလူးပွဲရှင်မယ်ကစားပါမယ်ဗျာဒါကျွန်တော်တို့အိုးအတွက်ဂုံယူရတဲ့ခိုက်တန်းလေးပေါ့ဘာဖြစ်လို့လဲဆိုကျွန်တော်တို့အိုးကိုစားပြုတာတနိုင်ငံလုံးကမန္တလေးရဲ့မကွေးရဲ့ဒီဝိုင်းမြို့ကြီးတွေလာရှင်ပြိုင်တဲ့အတင်းတွေကအများကြီးပဲဗျာပြီးရှားတဲ့ဆိုတော်တော်လေးအင်အားကောနေဒါကျွန်တော်တို့ဟိုအဒီလောက်ထိလုံနိုင်ပြီဆိုဘလူးပွဲရောက်တဲ့ဆိုကျွန်တော်တို့ဂုံယူရမယ်ဗျာအဓိကကတော့ကျွန်တော်တို့အခုလက်ရှိနေပြနေတဲ့ဆရာကြီးဦးဆိုင်မိုးလေသူကလည်းနေပြလဲလုပ်တယ်ပြီးဟိုတနေ့ဒီဆီမီဖိုင်နယ်တော့လူစားဝင်ကိုတိုင်ကန်ကိုတိုင်ဝင်ကန်ပြီးတော့ကိုသွင်းပြလိုက်ပဲပင်နေတီအဆုံးပြလဲသူပဲသွင်းပြလိုက်တယ်ဗျာဒါသူကဲတယ်ပြလိုက်တဲ့ဘလုံးပွဲလေပေါ့ဒါကျွန်တော်တို့ဘိုးအတွက်ရတော့ကိုယူဆရာပဲဗျာကျွန်တော်ကြီးနော်အားစိတ်တဲ့တမျိုးပဲပါကျွန်တော်တို့ဘိုးကဘလုံးမှာမငန်းကြောင်းလဲတက်တိထပ်ပြလိုက်ပါတနိုင်ငံလုံးတီးအောင်ကျွန်တော်တို့ပြပြလိုက်ပါဒါလူမျိုးရဲ့ခွဲခြားတာမို့ရှိတဲ့ရှိဖြစ်နေတဲ့အတိုင်းရှိနေတဲ့အတိုင်းကိုကျွန်တော်ပြောတာပါကျွန်တော်တို့အိုးကိုပဲကိုမို့တင်တဲ့မျိုးပြောတာမဟုတ်ပါဘူးတခြားအတင်းတွေလည်းအကုန်လုံးကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့ကခုဒီရာဒီကျွန်တော်တို့မြမိုခါအတင်းကရောက်နိုင်တယ်ဆိုတာကျွန်တော်ဂုံယူတဲ့သဘောဖြစ်ပါတခြားအတင်းမကောင်းပါငယ်အဲ့လိုကျွန်တော်ပြောတာမဟုတ်ပါဘူးဒါကျွန်တော်တို့ပိုးတဲ့ဂုံယူစရာနေ့တနေ့လည်းဖြစ်ခဲ့တော့16ရက်မှာ3လ2016မှာကျွန်တော်တို့ဆောင်ကြည့်အောင်မယ်ဒီနေရာမျိုးရောက်လာပြီဆိုတော့ကျွန်တော်တို့အတွက်ဂုံယူရမယ့်အရာဖြစ်သွားပြီဗျာဘာဖြစ်လို့လဲဆိုတော့ဒီနေရာရောက်ဖို့ဒီနေရာဒီဘလူးပွဲရောက်နိုင်ဖို့ဆိုတော်တော်လေးမလွယ်တဲ့အရာဘာဖြစ်လို့လဲဆိုတော့မျိုးတစ်မျိုးတိုင်းတိုင်းမှာသူတို့အကောင်းဆုံးကစားသမားနဲ့ရွေးချယ်ပြီးဒီလာကန်နေဆိုတော့ဒါတော်တော်ခဲကြော်ဖြားပြီးမှတက်လာရတာဆိုတော့ဒါဂုံယူရပြီပေါ့ဒါကျွန်တော်တို့မျက်မိုးခံအတင်းကျွန်တော်တို့အိုးကိုစားပြုတယ်မျက်မိုးခံအတင်းနောက်ရှင်ပြန်မယ်ဘလူးပွဲမှာကျွန်တော်တို့အတူတူအားပေးကြရအောင်အခုလည်းကျွန်တော်အရန်လေးဂုံယူနေပါတယ်ကျွန်တော်တို့အိုးလူငယ်တွေဘလုံးမှာမငန်းကျွန်တော်တို့ထားပြီးတက်ပြလိုက်ပါပြီကျွန်တော်တို့အိုးဒေတာမှာဘလုံးပွဲများဆဆကျင်းပပြီးတာဒါအကျိုးကျေးဇူးတွေကျွန်တော်တို့ရရှိခဲ့ပါပြီဗျာဒါ16ရက်3လ2026နိုင်ရောကျွန်တော်မသိဘူးဘယ်ချိန်ရှင်းပြမှာတော့ကျွန်တော်တို့မသိပါဘူးသူတို့တရက်လွေးတဲ့ like ဟိုဟာဒီ channel တွေရှိပါတယ်ဗျာအဲ့ဒီ channel သွားကြည့်လို့ရပါတယ်အားလုံးသူပြောတော့16ရက်3ရက်3လ2026သူအားပေးကြအောင်ဗျာဟို